မြမရိုးရာအိန္ဒိယခြားထားခြင်းပညာရေတွင်သို့မဟုတ်အဝေစီတွင်တူခြင်းအားလုံးပဲမင်္ဂလာပါရှင်ဗရမ မြင့်အချမ်းမြေကျိုးဆောင်မှာမြမရိုးရာအိန္ဒိယခြားထားခြင်းပညာဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ဆက်ဆက်နေတဲ့ဘိုးတုတလေးများကိုပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဝါစတုရှတ္တရဲ့ရှေးချမ်းတွေမှာမြေရောက်ရေဟာအဝေစီတွင်ရေတွင်မြေရောက်ရေတိုင်ကြီးရေကန်ရေကူးကန်စတာတွေအတွက်မြေခွက်ရဲ့အရှင်းမြောက်ဖက်တီတာကောင်းကျိုးပေးတဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်နန္ဒစောစောနေရောက်ကြီးဟာအရှင်းမြောက်ရက်မှာခရမ်းလွန်ရောက်ကြီးကိုကြားရောက်စေပြီးအကျိုးပြုတယ်လို့ဆိုလိုပါတယ်။အဲ့ဒီခရမ်းလွန်ရောက်ကြီးကိုရေကဆုပ်ယူထားလိုက်တဲ့နန္ဒစောစောကြားရောက်တဲ့နေရောက်ကြီးဟာရေကိုအရေးသွေးကောင်းအောင်ဖန်တီးပေးတယ်လို့ဆိုပါတယ်။ရေချိုးကန်းနဲ့မိဖို့ကြောင့်တို့မှချိုးရည်သုံးရည်ထွက်ဖို့ရေပိုက်လန်းကြောင်းဟာအရှိမြောက်ဘက်မှာရှိသင့်ပါတယ်။ရေချိုးကန်းနဲ့မိဖို့ကြောင့်မှရေထွက်ရာပိုက်လန်းကြောင်းရဲ့ထွက်ပေါက်ဟာတောင်ဘက်မှာမရှိသင့်ပါဘူး။အဲ့လိုရှိနေရင်အရှိသို့မဟုတ်မြောက်ဘက်ကိုထွက်ပေါက်ရအောင်ပြောင်းလဲစီမံပေးရပါမယ်။အရှိတောင်အရှိမြောက်ဘက်တို့မှာမိလာကန်ရှိမနေသင့်ပါဘူး။အနောက်တောင်ဘက်ကိုလည်းရှောင်ရပါမယ်။မိလာကန်ကိုအနောက်မြောက်ရဲ့မြောက်စွန်းစွန်းသို့မဟုတ်အနောက်မြောက်ရဲ့အနောက်စွန်းစွန်းဘက်မှာသာထားရပါမယ်။မိလာကန်ဟာအဆောက်အုံရဲ့အနားသက်နေရာအဆောက်အုံနံရံတို့နဲ့ထိတွေ့မှုမရှိစေသင့်ပါဘူး။ခွာထားရပါတယ်။မိလာကန်ရဲ့အမြင့်ဟာအဆောက်အုံရဲ့အောက်ခံခုံနဲ့တန်းနဲ့လောက်သို့မဟုတ်နည်းနည်းနှိမ့်ရပါမယ်။ပိုမမြင့်သင့်ပါဘူး။အငြိကျေးထွက်ရာပိုင်လန်းကျောင်းရဲ့ထွက်ပေါက်ကိုမြောက်သို့မဟုတ်အနောက်ဘက်မှာထားရပါမယ်။မိလာကန်အရှေ့နဲ့အနောက်ဘက်အလျားဟာတောင်နဲ့မြောက်ဘက်အလျားထက်ပိုရှည်ရပါမယ်ရှင်။အခုလိုဘူးတုတလေးများကိုဆက်လက်ပြပြပေးသွားအောင်မှာဖြစ်လို့အကောင့်လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်နော်။ကျေးဇူးတင်ရှိပါရဲ့ရှင်။